ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုမြောက်ဝေးမဲ့သင်ခန်းစာလေးကတော့ထိုင်းစကားပြောအခြေခံကရိယာဝိသေသနာစကားလုံးတွေဖြစ်ပါတယ်အခုမှထိုင်းစကားကိုလေ့လာမယ့်သင်ခန်းချင်းများအတွက်အပြင်သင်တန်းလိုက်တက်ဖို့အချိန်မရှိဘူး online သင်တန်းမှာလည်းမတက်ရှင်ဘူးဆိုတဲ့သင်ခန်းချင်းတွေအတွက်ကျွန်တော်တင်ပေးမယ့်အခုဗီဒီယိုလေးတွေကိုပုံမှန်လေ့လာခြင်းအဖြစ်လဲထိုင်းစကားကိုတက်မြောက်နိုင်ပါတယ်ခင်ဗျာဒါဆိုရင်တော့စကားလုံးလေးတွေကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်ကြအောင်ပါခင်ဗျာถนัดอายะติถนัดอายะติกลับเปลี่ยนသည်กลับเปลี่ยนသည်စကားပိတ်ပြီးရမှာဖြစ်ပါတယ်เนาะဒီလုံးမှာเลิกပြီးသည်ဖြုတ်သည်เลิกပြီးသည်ဖြုတ်သည်ဒီစကားလုံးမှာအတန်ကြီးပြီးရမှာဖြစ်ပါတယ်เนาะจับဖမ်းသည်จับဖမ်းသည်ဒီစကားလုံးမှာပါးစပ်ပိတ်ပြီးရမှာဖြစ်ပါတယ်เนาะไกลဝေးသည်ไกลဝေးသည်ไกลနီးသည်ไกลနီးသည်ตามနိုင်သည်ตามနိုင်သည်เรียกခေါ်သည်เรียกခေါ်သည်งงစဝိဇ္ဇဝါဖြစ်သည်မရှင်းမလင်းဖြစ်သည်งงစဝိဇ္ဇဝါဖြစ်တယ်มีရှိသည်มีရှိသည်กัดไก่သည်กัดไก่သည်กลัวကြောက်သည်กลัวကြောက်သည်กล้าရဲသည်ဒါမှမဟုတ်တတိရှိသည်กล้าရဲသည်တတိရှိသည်ซื้อဝယ်သည်ซื้อဝယ်သည်ဒီစလုံးမှာအတန်ကြီးပြရမှာဖြစ်ပါတယ်နော်လျှော့ချော့သည်လျှော့ချော့သည်စေးပါရီချော့တာကိုပြောဖြစ်ပါတယ်နော်สบายအေးစေသည်สบายအေးစေသည်คิดถึงတတိယသည်လွမ်းသည်คิดถึงတတိယသည်ဒါမှမဟုတ်ရင်လွမ်းနေပေါ့နော်စကားတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်လေးတွေကိုပြန်ရှင်းပြပါဦးမယ်ခင်ဗျာဒီစင်ဟာခုမှထိုင်းစကားကိုလေ့လာနေတဲ့တကယ်ချင်းတွေအတွက်ရည်ရွယ်ပါတယ်နော်ถนัดอายะသည်ဒီစကားလုံးကဘယ်လိုနေရာမျိုးတွေမှာအသုံးပြုလဲဆိုလို့ရှိရင်ဥပမာလက်တစ်ဖက်ရှိရင်လောလောတဲ့ခါမှာပေါ့နော်လက်တစ်ဖက်ကတန်ရနေတယ်အဲဆိုလို့ရှိရင်အသုံးပြုရပါနော်မိတ်ถนัดအားမရဘူးပေါ့နော်နောက်ပြီးစကားပြောတဲ့ခါမှာပေါ့ရှာမနာဖြစ်နေတာပဲဖြစ်ဖြစ်နှခမ်းမာနာဖြစ်နေတာပဲဖြစ်ဖြစ်စကားပြောတဲ့ခါမှာအားရပါရမရှိဘူးပေါ့အဲ့ဒီနေရာမျိုးမှာလည်းအသုံးပြုလို့ရပါတယ်နော်မိတ်ถนัดအားမရဘူးပေါ့နောက်တစ်လုံးကကြတော့ club ပြန်သည်ဒီစကားလုံးကတော့ထွေထူးထူးရှင်းပြတယ်မလိုပါဘူးเนาะအိမ်ပြန်တာတို့ဘာလို့မှအသုံးပြုတာဖြစ်ပါတယ်เนาะနောက်တစ်လုံးကကြတော့လှပြီးသည်ဖြုတ်သည်ဒီစကားလုံးကိုဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဆိုလို့ရှိရင်ဥပမာလို့ပြီးတာပဲဖြစ်ဖြစ်လို့ဖြုတ်တာပဲဖြစ်ပေါ့เนาะစာရှိတဲ့အဲ့လိုနေရာမျိုးမှာအသုံးပြုပါတယ်နောက်ပြီးသမီးသားတွေတောင်းတဲ့တောင်းတဲ့ဖြုတ်တဲ့အခါမှာလည်းဒီစကားလုံးကိုအသုံးပြုပါတယ်เนาะเลิกงานဆိုလို့ရှိရင်လုပ်ပြီးရတော့လုပ်ဖြုတ်တယ်ပေါ့နော်သမီးသားတွေတယောက်နဲ့တယောက်လမ်းခွဲတဲ့အခါမှာလည်းเลิกกันစရှိပြီးပြောပါတယ်နော်နောက်တစ်လုံးကကြတော့จับဖမ်းသည်သူကကြတော့ထွေထူးရှင်းပြကြမလိုပါဘူးနော်ဖမ်းတယ်ไกลဝေးတယ်နေရာထိုင်တာဝေးတာပေါ့နော်ไกลနီးသည်သူလည်းထွေထူးရှင်းပြကြမလိုပါဘူးနော်ตามလိုက်သည်တယောက်နောက်ကိုတယောက်လိုက်တာပေါ့နော်နောက်တစ်လုံးကကြတော့เรียกခေါ်သည်ဒါတော့နာမည်ပါးခေါ်တာပေါ့နော်ဥပမာမဲ့เรียกผมဒါဆိုရင်အမေကကျွန်တော်ခေါ်တယ်ပေါ့နော်နာမည်ပါးခေါ်တဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်နောက်တစ်လုံးကကြတော့ငုံစဝေးစွာဖြစ်တယ်မရှင်းမလင်းဖြစ်တယ်ဒီစကားလုံးကိုဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဆိုလို့ရှိရင်တယောက်ယောက်ကရှင်းပြတဲ့အခါမှာကိုကကြောင်တုံးဖြစ်တယ်ခင်ဗျားပြောတော့သိနားမလဲဘူးလဲသလိုဖြစ်နေတယ်ဆိုလို့ရှိရင်ဒီစကားလုံးကိုအသုံးပြုလို့ရပါတယ်နော်ငုံ
စက်ဝိဇဝါဖြစ်တယ်နောက်တစ်လုံးကကျတော့မီရှိပြီဒါတော့ထွေလို့ရှင်းပြကြမလို့ဘူးเนาะကတ်ကြိုက်ပြီသူကကျတော့ဘယ်လိုနေရာမျိုးတွေမှာသုံးမလဲခွေကြိုက်တဲ့ခါမှာလဲသုံးလို့ရတယ်เนาะကိုမဘောတကူကိုကြိုက်စားတဲ့ခါမှာလဲသုံးပြလို့ရပါတယ်နောက်တစ်လုံးကကျတော့ကလိုဝါကြောက်တယ်ကလိုဝါကိုအမြင်ပြောတဲ့ခါမှာကိုဝါလို့လဲသုံးပြလို့ရပါတယ်เนาะကြောက်တယ်ပေါ့နောက်တစ်လုံးကကျတော့ကလာရဲသည်တောင်းတက်သည်ရှိတယ်ဒါလည်းထွေလို့ရှင်းပြကြလို့ပါဘူးเนาะကလာကိုအမြင်ပြောတဲ့ခါမှာကားလို့လဲပြောလို့ရပါတယ်เนาะဒီစကားလုံးနောက်တစ်လုံးကကျတော့စဝဲတယ်စီးပါရတဲ့ခါမှာအသုံးပြုတာဖြစ်ပါတယ်เนาะဒီစကားလုံးကိုအတန်ကြည့်ပြီးတော့ပြောပြရမှာဖြစ်ပါတယ်เนาะနောက်တစ်လုံးကလွတ်ချော့တယ်စီးပါရင်ချော့တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်เนาะနောက်တစ်လုံးကကျတော့စပိုင်းအေးစေးတယ်အေးစစ်စစ်ပဲပေါ့နော်သာသာရရပဲပေါ့စပိုင်းအေးစေးတယ်နောက်တစ်လုံးကကျတော့คิดถึงတတိယလွမ်းနေပေါ့နော်သူလည်းထွေထွေရှင်းပြကြတော့မလိုပါဘူးနော်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လာမယ့်သင်ခန်းစာလေးတွေမှာပြန်လည်ဆုံစည်းကြပါဦးမယ်နော်အားလုံးပဲတာယာပြောင်းခြင်းတဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ